မင်္ဂလာပါရှင်ဒီနေ့တော့ထိုင်းနိုင်ငံဘန်ကောက်ကကွန်ဒိုတိုက်ခန်းတွေအခန်းအပ်တော့မယ်ဆိုရင်တည်ထားတင်တာလေးတွေပြောပြပါမယ်ရှင်အရင်ဆုံးတိုက်ခန်းရဲ့အမွေဆက်ခံခြင်းကိစ္စတွေအတွက်လူဘယ်နှစ်ယောက်အမည်ဖောက်မယ်ဆိုတာကြိုတင်စဉ်းစားဖို့လိုပါမယ်ရှင်အပေါက်ထပ်တိုးခြင်းတဲ့သူရဲ့ passport email ဖုန်းနံပါတ်နေရာလိပ်စာကိုအရင်ပေးပြီးအမည်မဖောက်ခင်လူကိုထပ်တိုးထားဖို့လိုပါမယ်ရှင်အဲ့ဒီအထက်ကနာမည်ဖောက်မဲ့လူတွေမှာအိမ်ထောင်တဲပါရင်လက်ထက်စာချုပ်ကိုထိုင်းလိုဘာသာပြန်ပြီးပေးရပါမယ်ရှင်နောက်တစ်ခုကအမည်ဖောက်မဲ့သူတိုင်းရဲ့ထိုင်းနိုင်ငံကိုဝင်တော့ကအဝင်တစိတ်တုံးစာမျက်နှာကိုလက်မှတ်ထိုးပြီးပေးရပါမယ်ရှင်ကိုရိုင်းကမြေယာရုံးတွေကိုလိုက်နေဖို့မလိုအောင်သူတို့ရဲ့ရုံးဝန်ထမ်းကိုပါဝါလက်မှတ်ထိုးပေးလိုက်ဖို့လဲလိုပါမယ်ရှင်နောက်တစ်ခုကတိုက်ခန်းအပ်ပြီဆိုရင်တိုက်ခန်းဖို့အပြင်အခြားသောကုန်ကျစရိတ်တွေပေးဖို့ရှိပါသေးတယ်ရှင်တိုက်ခန်းရန်ပုံငွေလစဉ်ထိန်းသိမ်းဆောင်ရှောက်ခတစ်နှစ်စာနာမည်ပြောင်းခ100ခိုင်နှုန်းလက်စစ်မီတာတက်စင်ခနဲ့တစိတ်ခေါင်းခွန်ပိုးတွေထပ်ပေးရပါမယ်ရှင်ဒီလိုဘဟုတုတရက်စရာလေးတွေကိုအမြဲတမ်းသိရှိချင်နေဆိုရင်ညီမတို့ရဲ့711ကို like နဲ့ share လေးလုပ်ထားလိုက်နော်